လူတယောက်ဟာသူ့ရဲ့နူးညံ့သိမ်မွေးတဲ့ဇနီးတဲ့နဲ့သူခလေးရဟုတ်ဖះเจ้าသွားစုတောင်းတာလို့ပဲထင်ခဲ့တာဒါပေမဲ့သူဟာဇနီးတဲ့ရဲ့ရပ်ပူစောခံရတော့မယ်ဆိုတာကိုတော့မသိခဲ့ဘူးအရာအလုံးကအဖြစ်ကင်းတယ်လို့ထင်ရတဲ့မေတ္တာရက်ခံမှုတစ်ခုကနေစခဲ့တာပေါ့သူဇနီးကဂျင်နာတတ်ပြီးသိမ်မွေးတယ်သူပါသူတို့နှစ်ယောက်ဟာချစ်ချင်းခင်နဲ့ပျော်ရွှင်တဲ့အိမ်ထောင်တစ်ခုကိုတည်ဆောက်ထားကြတာတနေ့တော့သူဇနီးကခလေးရဟိုအတွက်မြို့တောင်ဘက်ကဖះเจ้าတစ်ခုကိုသွားပြီးစုတောင်းချင်တယ်လို့ပြောလာတယ်ဇနီးကရဲ့မျော်လင့်တကြီးအမူအရာကိုမြင်တော့သူလည်းသဘောတူလိုက်တာပေါ့ဒါပေမဲ့သူဘယ်တော့မှမထင်ခဲ့ဘူးဒီရိုးရိုးလေးမေတ္တာရက်ခံမှုလေးဟာသေချာစီစဉ်ထားတဲ့သေမင်းထောင်ချောက်တစ်ခုရဲ့အစဖြစ်လိမ့်မယ်လို့လေသူကမြင်းလဲကိုဖះเจ้าဘက်ကိုမောင်းသွားရင်းနဲ့လမ်းကပိုးပြီးတော့စိတ်ညင်လာတယ်ပတ်ဝန်းကျင်ကလည်းလူသူဖြတ်တောက်ပြီးကြောက်မက်ဖွယ်ကောင်းလာတယ်သူညင်ထဲမှာလည်းထိတ်လန့်ကြောက်ရွံ့မှုတွေတဖြည်းဖြည်းကြီးထွားလာခဲ့တယ်လမ်းမဝင်းမိပြီလားလို့တွေးမိပြီးလမ်းညွန်မှုဆင်းမေးတော့မဲ့အချိန်မှာပေါ့အဘိုးကြီးတယောက်ကကြောက်ရွံ့တုံးလို့စွာနဲ့ပြေးလာပြီးသူ့ကိုတားလိုက်တယ်အဘိုးကြီးကသူ့ကိုသတိပေးလိုက်တာပေါ့ဒီရှိကဖះเจ้าကခလေးရဖို့ဆူတောင်းတဲ့ဖះเจ้าမဟုတ်ဘူးလေနှလုံးသားမရှိတဲ့ဖះเจ้าမြေခွေးနဲ့စိုးတွေနေပြီးလူတွေရဲ့အသက်တက်ကိုစားသုံးနေရတယ်အဲ့ဒီထဲကိုဝင်သွားတဲ့ယောက်ျားလေးဆိုတာအသက်ရှင်လျက်ဘေးပေါ်မှာပြန်မထွက်လာဘူးလေဒီစကားကိုကြားလိုက်ရတော့အဲ့ဒီလူလည်းချွေးစေးတွေပြန်လာတယ်ချက်ချင်းပဲပြန်လှည့်ချင်တော့တာပေါ့ဒါပေမဲ့သူ့ဇနီးကတော့လုံးဝကိုတီးတီးငင်ငင်ပဲအဲ့ဒါတွေကကောလာဟလတွေပဲလောကမှာနတ်ဆိုးတွေမရှိဘူးလို့ပြောတယ်ညမမောင်ခင်ဆက်သွားဖို့လည်းတိုက်တွန်းခဲ့တယ်ဇနီးတဲ့ရဲ့ခေါင်းမာမှုကိုမြင်တော့သူလည်းမတက်တာပဲဆက်သွားခဲ့ရတာပေါ့မကြခင်မှာပဲကြောက်မက်ဖွယ်ကောက်တဲ့ဖះเจ้าတဲ့เจ้าပေါ်လာတယ်ကိုဖုန်းကြီးမလို့ပြောတဲ့အမျိုးသမီးတယောက်ကသူတို့လာမယ်ဆိုတာကြိုတိနေသလိုပဲတကားဝါမှာစောင့်နေနေပြီသူမကသူတို့ကိုနှွေးနှွေးထွေးထွေးဖိတ်ခေါ်ပြီးပူဇော်ပထစရာတွေအစင်သေးဖြစ်နေပြီလို့ပြောတယ်သူမရဲ့ထူးဆန်းတဲ့ဝတ်စုံကအဲ့ဒီလူကိုပို့ပြီးတော့စိတ်မထက်မသာထိစေခဲ့တယ်ဖះเจ้าတဲ့ရောက်တော့သူ့ဇနီးကပိန်မခမ်းမမှာတယောက်တည်းဆူတောင်းချင်တယ်ဆိုပြီးသူ့ကိုဘေးခမ်းမှာစောင့်ခဲ့တယ်ဒီလိုထူးဆန်းတဲ့မေတ္တာရက်ခံမှုကတခုခုတော့မားနေပြီဆိုတာကိုအတီးပြုတ်လိုက်သလိုပဲမိနစ်ပိုင်းလောက်ကြာတော့ဇနီးတဲ့ကပြန်မလာဘူးစိတ်ပူလာတဲ့အတွက်သူလည်းလိုက်ရှာတော့တာပေါ့ဆော့ခတ်ထားတဲ့အခန်းတစ်ခန်းသားကိုရောက်တော့သူ့ဇနီးနဲ့ဘိုးကြီးမတော့ဖြောနေလာကိုသူကြားလိုက်ရတယ်ဘိုးကြီးမကသူ့ဇနီးကိုသတိပေးလိုက်တာကတော့တန်းကောင်ရမ်းမှာလာအလင်းဆုံးဖြစ်တဲ့အချိန်မှာစန္ဒပြေဝဖို့အတွက်တခုခုစားသုံးရမယ်ဆိုတာပဲဒီအထန်းကိုကြားလိုက်ရတော့အဲ့ဒီလူရဲ့စိတ်ထဲမှာသူ့ဝမ်းကွဲရဲ့သတိပေးစကားတွေပြန်ပေါ်လာတယ်သူ့ဇနီးကသူ့ကိုတခြားရည်ရွယ်ချက်တစ်ခုနဲ့လက်ထပ်ခဲ့တာလေလာပြညာမှာသူ့ကိုစိတ်ငြိမ်တဲ့နေရာကိုခေါ်သွားပြီးသူ့ရဲ့အသက်ဓာတ်ကိုစုပ်ယူကသူ့ရဲ့ဗျောင်းလဲမှုကြီးကိုပြီးမြောက်အောင်လုံးလိမ့်နေဆိုတဲ့စကားတွေပေါ့ကြောက်ရွံ့ထိတ်လန့်မှုကသူ့ကိုတကိုယ်လုံးဖုံးလန်းသွားတယ်သူလည်းဖះเจ้าကပြင်းပတ်ကိုအပြေးအလွားထွက်ပြေးခဲ့တယ်ဒါပေမဲ့သူ့ရဲ့တာမာတဲ့အဆောင်ဆောက်ကသူ့ကိုတားဆီးလိုက်တယ်သူတို့ကသူ့ကိုအလွဲတကူပဲဖမ်းချုပ်ပြီးအခန်းတစ်ခန်းထဲမှာတောက်ခတ်လိုက်တယ်သူကအနာလီကိုစိုက်ကြည့်နေမိတယ်မိနစ်လက်တန်က12နာရီကိုတဖြည်းဖြည်းချင်းကပ်လာတာကိုကြည့်ရင်တေချင်းတရားကသူ့စီကိုရောက်လာတော့မှာပဲလို့တွေးမိတယ်နာရီက12ချက်တီးလိုက်တာနဲ့တခါပွင့်လာတယ်သူ့ဇနီးကပန်းကွက်လုံးတစ်ခုကိုကိုက်ပြီးဝင်လာတယ်သူလည်းသူ့ဘဝပြီးပြီလို့ထင်လိုက်တာပေါ့ဒါပေမဲ့ဇနီးတွေကအခန်းမှာဝင်မိတာပါလို့တောင်းမဲ့စကားပြောတယ်ပြီးတော့ထွက်သွားပြီးတစုံတယောက်ကိုပွေချီကနောက်အခန်းထဲကိုဝင်သွားတယ်သူတေချာကြည့်လိုက်တော့မှအဲ့ဒီတစုံတယောက်ကခွေးတကောင်ဖြစ်နေတယ်ဆိုတာကိုတီးလိုက်ရတယ်တန်းကောင်ရန်လဲကြော်လွန်သွားပြီးဘာမှမဖြစ်ခဲ့ဘူးသူလည်းအသက်ရှင်နေသွေးတဲ့အတွက်ဂျေဇုတင်စွာနဲ့ထိတ်လန့်တုန်လှုပ်နေတဲ့အသက်ရှူတန်တစ်ချက်ကိုရှိုက်ထုတ်လိုက်မိတယ်နူးညံ့သိမ်မွေးတဲ့သူ့ဇနီးကိုတန်တရာဝင်ခဲ့မိတဲ့အတွက်အပြစ်ရှိသလိုခံစားပြီးရှက်ရွံ့မိတယ်ဘုံကြီးမရဲ့အဆောင်ရှောက်ကပြန်လာပြီးသူ့ဇနီးအစင်သင့်ဖြစ်နေပြီးသူ့ကိုလာခိုင်းနေတယ်လို့ပြောတယ်ဒီတခါတော့သူဘာကိုမှမတန်တရားဝင်တော့ဘူးပျော်ရွှင်စွာနဲ့လိုက်သွားတယ်အစောပိုင်းကတန်တရားဝင်ခဲ့မိတဲ့အတွက်တောင်းပန်ကိုအစင်သင့်ဖြစ်နေတာပေါ့တကားကိုလမ်းအမိမပဲအဝေးကနေနှိမ့်ဆိုင်နဲ့ခေါင်းလောင်းဆန်ကြည့်မိလာတယ်အတီးအကြကို12ချက်တီးတီးသူလည်းခြေလမ်းတွေရက်တန်သွားတယ်အဆောင်ရှောက်ကထူးဆန်းစွာပြုံးလိုက်ပြီးသူအခန်းထဲကနာရီက10မိနစ်လောက်မြန်နေတာတယ်အခုမှတကယ်တမ်းတန်းခေါင်ရတဲ့အချိန်ပဲလုံးပြုံးလိုက်တယ်သူတုံ့ပြန်မှုတော့အချိန်မရလိုက်ဘူးသူနောက်ကတကားကဝုန်းကနေပွင့်သွားတယ်သူလည်းကြောက်လန့်တကြားလိုက်ကြည့်လိုက်တော့မှသူ့ဇနီးကသူ့ဘက်ကိုဖြည်းဖြည်းချင်းလောက်လာတာကိုမြင်လိုက်ရတော့တာပဲ